ဒီကလေးကပါစက်နဲ့မေးစေးမရှိပဲမွေးလာတယ်။နာမည်ကဆာရီနာလို့ခေါ်တယ်။သူ့ဘဝကတကယ်ကိုတနာစရာကောင်းတယ်။ဒါပေမဲ့မိသားစုကချစ်ပြီးအပြည့်အဝဂရုစိုက်ထားတာတော့ကံကောင်းတယ်။သူ6နှစ်အရွယ်ရောက်တော့တခြားကလေးတွေသူ့မျက်နှာနဲ့ရင်းနှီးသွားအောင်လို့မိဘတွေကသူ့ကိုကြောင်းထားခြင်းတယ်။ဒါပေမဲ့ကျောင်းမှာလုံးဝဆန့်ကျင်ဘက်ဖြစ်သွားတယ်။နေ့တိုင်းသူဟာလှောင်ခံရတယ်။ဆရာမတောင်ဒီလိုမျက်နှာဆိုးတဲ့ကလေးကိုငါမတင်ချင်ဘူးလို့ပြောတယ်။တကယ်ကိုအရန်ဆိုးွားတယ်။ဒါကြောင့်မိဘတွေကကြောင်းထုတ်လိုက်ပြီးအိမ်ပြောင်းကမြို့တစ်မှာဘဝအသစ်စဖို့ဆုံးဖြတ်လိုက်တယ်။ကလေးကိုယ်တိုင်ကလည်းစိတ်တက်ကြလွန်လို့မိဘတွေကိုတမီးကိုခွေးကိုပဲကျွေးလိုက်ပါတော့လို့တောင်ပြောဘူးတယ်။ဒါပေမဲ့ဖခင်ကတနေ့ကျရင်တမီးပျော်ရွှင်ရမယ်လို့ချော့ခဲ့တယ်။တနေ့ဖခင်ကသတင်းစာထဲမှာဆာရီနာလိုမျက်နှာအခြေအနေရှိတဲ့လူကိုကုသဖို့စမ်းသက်လူနာရှာနေတဲ့သူကိုတွေ့လိုက်တယ်။ချက်ချင်းပဲတမီးကိုစမ်းသက်ဖို့ပို့လိုက်တယ်။3 ရက်ကြာမှတော့မိသားစုစီကိုစာတစောင်ရောက်လာတယ်။စာထဲမှာဆာရီနာဟာစမ်းသက်ကုသမှုအတွင်းကွယ်လွန်သွားခဲ့ပါသည်လို့ရေးထားပြီးမိသားစုကိုရော်ကြေးအနေနဲ့ဒေါ်လာ1 သန်းပေးမယ်လို့ဆိုထားတယ်။ Thin Girl Without Lips and Chin လို့ရှာကြည့်ရင်ဗီဒီယိုတွေ့မှာပါရှာရမှပြင်းနေရင်ငါရှာထားတယ်ကြည့်ကြ။